အရေးကြုံလာတဲ့အခါမှာတော့မိန်းမလေးဟာတစ်ပင်ပေါ်ကိုအမြန်ခုန်တက်သွားခဲ့ပါတယ်။ဒါပေမဲ့သူ့နောက်ကကြားကြီးကတော့လက်မလျှော့ချင်သေးပါဘူး။ကြားရဲ့ချွန်ထက်တဲ့လက်သေးတွေနဲ့ကုတ်ဆွဲတာကိုတီတီလေးလွတ်မြောက်သွားခဲ့ရပါတယ်။မိန်းကလေးဟာကြောက်လန့်တကြားနဲ့အပေါ်ကိုအသက်လူပြီးတက်ခဲ့ပေမဲ့မထင်မှတ်ဘဲနောက်တစ်စက္ကန့်မှာတော့လက်ထဲကနွယ်ပင်ဟာရုတ်တရက်ပြတ်တောက်သွားခဲ့ပါတယ်။ဒါကိုမြင်လိုက်တဲ့ကြားကြီးကလည်းချက်ချင်းပဲအပေါ်ကိုအတင်းခုန်အုပ်လိုက်ပါတယ်။ဒီလိုအသက်အန္တရာယ်စိုးရိမ်ရတဲ့အချိန်မှာပဲဟော့ယွမ်ကြားဟျူယွမ်ဂျေယာဟာအချိန်မီရောက်ရှိလာခဲ့ပါတယ်။သူဟာလက်ထဲကလန့်ရှည်ကိုတစ်ပင်စီတို့အမြန်လှမ်းပစ်လိုက်ပြီးအောက်ကိုရှော့ကျလာတဲ့မိန်းမလေးကိုကွက်တီဖမ်းဆီးပတ်မိုးပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်မို့လို့လဲမိန်းကလေးဟာကြားပစက်ကနေတီတီလေးအသက်ဘေးကလွတ်မြောက်သွားခဲ့ရတာဖြစ်ပါတယ်။ပါဇက်ထဲရောက်ခါနီစားကစ်ရမဲ့သားကောင်လွတ်သွားတာကိုမြင်လိုက်ရတဲ့ကြားကြီးဟာချက်ချင်းဒေါသချောင်းချောင်းထွက်သွားပြီးလမ်းကြောင်းပြောင်းကဟော့ယွမ်ကြားနောက်ကိုလိုက်ပါတော့တယ်ဟော့ယွမ်ကြားလည်းအသက်လူပြီးအမြန်ထွက်ပြေးရပါတော့တယ်ထို့နောက်ကြားကြီးဟာအရှိန်နဲ့ထပ်မံခုံအုပ်လိုက်ပြန်ပါတယ်ဟော့ယွမ်ကြားဟာကိုခံပညာထက်မြက်ပြီးလျင်မြန်ဖြစ်လက်ပေမဲ့လည်းခြေလေးချောင်းနဲ့တားရဲတိရစ္ဆာန်ကိုတော့မပြေးနိုင်ခဲ့ပါဘူးကြားကြီးဟာသူ့ကိုအမိလိုက်ပြီးထပ်မံတိုက်ခိုက်ပါတယ်ကြားကြီးကတ်လာတဲ့အချိန်မှာပဲဟော့ယွမ်ကြားဟာမိန်းကလေးပြစ်ပေးလိုက်တဲ့လက်ရှိကိုအချိန်မီဖမ်းယူလိုက်ပြီးတစ်ပင်ကြားတဲ့ကိုအမြန်ခုန်ကျော်သွားခဲ့ပါတယ်ကိုလုံးကြီးမတဲ့ကြားကြီးကတော့တစ်ပင်နှစ်ပင်ကြားမှာကွက်တီညက်သွားခဲ့ပါတယ်ဟော့ယွမ်ကြားကအခွင့်ကောင်းယူပြီးကြားရဲ့မျက်လုံးကိုလှမ်းနဲ့ထိုးလိုက်ပါတယ်ကြားကိုအောင်မြင်စွာနှိမ်နင်းနိုင်ခဲ့ပြီလို့ထင်မှတ်ခဲ့ပေမဲ့မထင်မှတ်ဘဲကြားကြီးဟာတစ်ပင်ကြားကနေရုံထွက်ပြီးတိုက်ရိုက်ခုံအုပ်လာခဲ့ပြန်ပါတယ်ကံကောင်းထောက်မှစွာနဲ့ဟော့ယွမ်ကြားဟာအချိန်မီရှောင်တိတ်နိုင်ခဲ့လို့သာအသက်ဘေးကလွတ်မြောက်ခဲ့ရတာပါထို့နောက်နှစ်ဦးနှစ်ဖက်ဟာစက္ကန့်နှင်းငယ်ကြာအပြန်အလှန်အကဲခတ်စိုက်ကြည့်နေခဲ့ကြပါတယ်အဆုံးသတ်မှာတော့ကြားကြီးဟာဟော့ယွမ်ကြားရဲ့စွမ်းအားနဲ့အရှိန်ဝါဒံကိုမခံနိုင်ပဲလှည့်ပြန်ပြီးထွက်ပြေးသွားပါတော့တယ်